လီဗာပူးမန်စီးတီးတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုအပါအဝင်ပရီးမီးယားလိစူပါဆန်ဒေးပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ပရီးမီးယားလိပွဲစဉ်25ရဲ့စူပါဆန်ဒေးမှာကစားသွားကြမယ့်ပရီးမီးယားလိပွဲကောင်း2ပွဲကိုတင်ဆက်ပေးသွားမှာပါဒီပွဲတွေကတော့ Brighton နဲ့ Crystal Palace လီဗာပူးနဲ့ Manchester City အသင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ် Brighton Palace ပထမဆုံးအနေနဲ့တနင်္ဂနွေနေ့မြန်မာစံတော်ချိန်ည8:00နာရီခွဲအချိန်မှာကစားသွားကြမယ့် Brighton အသင်းနဲ့ Crystal Palace အသင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါဒီပွဲကတော့ Brighton အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ American Express Center ကွင်းမှာကစားသွားကြမှာဖြစ်ပြီးတော့အင်္ဂလန်ကွင်းလယ်တိုင်း Thomas Bramall ကတာဝန်ယူကင်တွယ်သွားမှာလည်းဖြစ်ပါတယ် Ancient Brighton အသင်းကတော့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာတပွဲနိုင်တပွဲရှုံးပြီးတော့3ပွဲတည်ရကြထားခဲ့ပါတယ် Brighton ရဲ့နောက်ပိုင်းစွမ်းဆောင်ရည်ကအတော်လေးကြာဆင်းနေပါတယ်။နိုင်ပွဲတွေရှားပါးနေပြီးတရေကြလိုက်ရှုံးပွဲတွေတွေ့လိုက်နဲ့ဖြစ်နေခဲ့တာပါ။အရင်တော့ကစားဟန်နဲ့ Brighton ကိုမမြင်ရဘဲနဲ့ရုန်းကန်နေရတဲ့ Brighton ကိုမြင်တွေ့နေရတာပါ။အရင်တော့ကမီဒိုမာတို့လိုတိုးအားကောင်းပြီးကွင်းလယ်မှာလည်းဘာလီဘာတို့လိုမာမာထန်ထန်ကစားဟန်တွေမမြင်တွေ့ရပဲအသင်းရဲ့အဓိကကစားသမားအများစုလည်းပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိနေတာပါ။အဲ့ဒီ Crystal Palace အသင်းကတော့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာ3ပွဲရှုံးပြီးနှစ်ပွဲတည်ကြထားပါတယ်။ Palace ကတော့ဒီနောက်ပိုင်းမှာနိုင်ပွဲပျောက်ဆုံးနေကြတာပါ။ Palace အသင်းမှာလည်းပြဿနာတွေများပါတယ်။ဂွီဟီလိုအားထားရတဲ့ဗဟိုခန့်စစ်မှုကိုအခြားအသင်းစီရောင်းချထားတယ်လို့နီးပြားနိုင်စားသမားတွေအသင်းတာဝန်ရှိသူတွေကြားမှာပြဿနာတွေရှုပ်ထွေးနေကြတာပါ။အသင်းဘက်ကနီးပြားဘက်ကိုမကြည့်ပဲအဓိကသမားတွေကိုထုတ်ရောင်းပြီးအသင်းရဲ့စွမ်းဆောင်ရည်ကိုပါကြာဆင်းသွားစေခဲ့တာပါ။ဒီနှစ်သင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး9ချိန်ထိပ်တိုက်တွေ့ဆုံမှုမှာPalace က2ကြိမ်နိုင် Brighton က1ကြိမ်နိုင်ပြီးတော့2ကြိမ်တည်ကြထားရပါတယ်။ထိပ်တိုက်တွေ့ဆုံမှုမှာတော့အရန်ကြီးကွာဟာချက်မရှိပါဘူး။ဒီပွဲကိုသုံးသက်ရရင်နှစ်သင်းလုံးကခြေစွမ်းအကြဘက်ကိုရောက်ရှိနေကြတာပါ။ Brighton ခြေစွမ်းကျနေပေမဲ့အသင်းတွင်ပြဿနာများနေတဲ့ Palace ကိုအင်ကွင်းအားသာချက်နဲ့အတူအနိုင်ကစားသွားနိုင်ပါတယ်။အဲ့ဒီ Palace အနေနဲ့အမြင့်ဆုံးတည်ရလောက်ပဲမှန်းနိုင်ပါပါ။ခံမှန်းရလန် Brighton 2 Palaceလီဗာပူးမန်စီးတီးဒုတိယပွဲစဉ်အဖြစ်တနင်္ဂနွေနေ့မြန်မာစံတော်ချိန်ည7:00နာရီအချိန်မှာကစားသွားကြမယ်လီဗာပူးအသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါဒီပွဲကတော့လီဗာပူးအသင်းရဲ့အိမ်ကွင်းအန်ဖီးမှာကစားသွားကြမှာဖြစ်ပြီးတော့အင်္ဂလန်ကွင်းလယ်တိုင်း Craig Pawson ကတာဝန်ယူကင်တွယ်သွားမှာပဲဖြစ်ပါတယ်အင်ရှင်လီဗာပူးအသင်းကတော့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာ3ပွဲနိုင်1ပွဲတည်1ပွဲရှုံးထားခဲ့ပါတယ်အဲ့ဒီမန်စီးတီးအသင်းကလည်းပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာ3ပွဲနိုင်1ပွဲတည်1ပွဲရှုံးထားခဲ့ပါတယ်။နှစ်သင်းလုံးကထူးထူးခြားခြားပဲနောက်ဆုံး9ပွဲရလက်ချင်းတူညီနေကြတာပါ။ဒီနှစ်သင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲတွေ့ဆုံမှုမှာလီဗာပူးက2ကြိမ်နိုင်2ကြိမ်တည်ကြပြီးစီးတီးက1ကြိမ်နိုင်ထားခဲ့ပါတယ်။ဒီပွဲကိုသုံးသပ်ရရင်မန်စီးတီးကဟာလန်ရဲ့ဂိုးပေါက်ပြောင်းမှုခံစစ်သားသမားတွေဒဏ်ရာရနေမှုနဲ့အတော်လေးရုန်းကန်နေကြရတာပါ။လီဗာပူးအသင်းကတော့ဒီနောက်ပိုင်းမှာပုံစံကောင်းပြန်ရလာပြီလို့ပြောရမှာပါလက်ရှိကစားမဲ့ကွင်းကလည်းလီဗာပူးအသင်းရဲ့အန်ဖီကွင်းဖြစ်တာကြောင့်မလို့စီးတီးတို့တရေထက်ပိုပြီးမျှော်လင့်လို့မရပါဘူးခံမှန်းရလက်လီဗာပူး2-1မန်စီးတီးဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားစားသင်းတွေအပြောင်းရွှေ့တဲ့တွေပွဲကြိုပွဲပြီးသုံးသက်ချက်တွေအပြင်စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်နီကုန်းချုပ်လိုက်ပါရခင်ဗျာ